အလုပ်တွေအရန်လုပ်ပြီးပင်ပန်းလွန်းလို့တေဆုံးသွားရာကနေရှေးဟောင်းတရုတ်ပြည်မှာအစေခံမလေးတယောက်အဖြစ်ပြန်နိုးထလာခဲ့ပါတယ်။ဒါပေမဲ့ထူးခြားတာကကျမကိုအလုပ်ပဲအမြဲဖိခိုင်းနေတဲ့သခင်ကြီးချက်ကကျမစိတ်ထဲကတွေးနေတာတွေကိုအကုန်ကြားနေရတာပါပဲ။လွန်ခဲ့တဲ့ရက်ပိုင်းကကျမမှာရှိတဲ့ဇလန်းအကြောင်းသိတဲ့အချက်လက်တွေနဲ့ကျမကိုဒုက္ခပေးဖို့ကြံစီနေတဲ့အစေခံမတယောက်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးသခင်ကြီးကကျမကိုသူ့ရဲ့ကိုရံတော်အစေခံအဖြစ်ပြောင်းလဲခန့်အပ်လိုက်ပြီးနေတိုင်းညဖက်တွေမှာပါအလုပ်တွေဝိုင်းလုပ်ခိုင်းတော့တာပါပဲ။အခုလေသခင်ကြီးကစာရွက်စာတမ်းတွေကြားမှာအလုပ်ရှုပ်နေတော့ကျမကတော့တကားပေါင်ကိုမှီပြီးနိုင်နေရပါပြီ။စိတ်ထဲကနေသူ့ကိုခောက်ဆွဲချောက်ပဲစားပါစေလို့ကြိမ်ဆဲနေတော့မှပဲသူ့ရဲ့ဝမ်းကွဲညီမလီစာကဘူးလေးကင်ပြီးရောက်လာတယ်။အကိုအလုပ်တွေအရန်လုပ်နေတာတွေ့လို့အားရှိအောင်ချက်စွပ်ပြုတ်လေးလာပို့တာပါ။ကိုလည်းဂယုစိုက်ပါအောင်တော့တဲ့တကောင်ရံမှာစွပ်ပြုတ်လာပို့တယ်ဆိုတော့တခုခုတော့ထူးခြားနေပါပြီ။ကျမရဲ့အုံနောက်ထဲကဇလန်းလန်းညွန်ကိုအမြန်လှန်ကြည့်လိုက်တော့ကျမစိတ်ထဲကနေဟဲ့သခင်ကြီးရေဒီစွပ်ပြုတ်ကိုလုံးဝမတောက်ပါနဲ့။သူကစိတ်ကြွဆေးတွေအပြည့်ထည့်ထားတာ။တငုံတောက်ယုံနဲ့တင်လူကမီတောက်သွားမှာဆိုပြီးပြောနေမိပါတယ်။အဲ့နောက်သခင်ကြီးကျမအပြင်မှာပဲစောင့်နေပါမယ်ဘာမှအနှောက်အယှက်မပေးချင်တော့လို့ပါလို့ကျမပြောလိုက်တယ်။သခင်ကြီးရဲ့စိတ်ထဲမှာလည်းနင်းစွပ်ပြုတ်ထဲဆေးပါတာတည့်ရက်နဲ့တခွန်းမှမပြောဘူးပေါ့လေရတယ်အပြင်မှာပဲစောင့်နေဆိုပြီးပြန်ပြောပါတယ်။သခင်ကြီးကစွပ်ပြုတ်ကိုမတောက်ပဲသူ့ညီမကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။လီစာကတော့မျက်နှာပြက်ပြက်နဲ့ထွက်သွားရတာပေါ့သူစိတ်ပြက်လက်ပြက်နဲ့ထွက်သွားတာကိုကြည့်ပြီးကျမစိတ်ထဲကနေရင်နေမိတယ်။ဒါပေမဲ့သခင်ကြီးကကျမကိုကြည့်နေတဲ့အကြည့်တွေကတမျိုးပါပဲ။နင်ဘာတွေလျှောက်တွေးနေတာလဲသွားအိတ်တော့တဲ့ကျမလည်းအစေခံတန်းလျားကိုအမြန်ပြေးခဲ့တာပေါ့ဒါပေမဲ့ကျမအိယာကိုရောက်တော့ဆောင်းကရေတွေရွှဲနေတာပါအခန်းခေါ်အစေခံမနှစ်ယောက်ကကျမကိုမနာလို့လှုပ်ထားတာလေဘာလို့ညတကောင်ကြီးဆူညံနေတာလဲဆောင်းဆိုတာငါတို့နဲ့ဘာဆိုင်လို့လဲလို့သူတို့ကပြောပါတယ်ကျမလည်းတီးမခံနိုင်တော့ပဲသူတို့ကိုရေနဲ့ပြန်ပက်လိုက်ပါတယ်ငါကနင်တို့ခြေတုပ်ပစိုးမဟုတ်ဘူးနော်နောက်တစ်ခါထပ်လို့ရင်တော့အသေးတက်မယ်လို့ကျိန်းမောင်းပြီးဆောင်းဆိုကြီးကိုယူကာထွက်လာခဲ့ပါတယ်တန်းကောင်ရံလေးစိမ်းတွေကြားမှာသွားစရာမရှိတာနဲ့သခင်ကြီးရဲ့တကားရှိကိုပဲရောက်သွားမိတယ်သခင်ကြီးတ냐လောက်ဒီမှာအိပ်ပိုင်ရစီကျမ်းပြင်ပေါ်မှာပဲအိပ်ပါမယ်လို့တောင်းပန်ပြီးတော့သူကကျမကိုကတင်ပေါ်တက်ဖို့ကြံစီနေတယ်လို့ထင်နေတာပါမရဘူးသွားအိပ်တော့တဲ့အဲ့ဒါနဲ့ပဲကျမလည်းနှွေးသွားအောင်သခင်ကြီးကိုစိတ်ထဲကနေဆဲဆိုရင်ဝင်းထဲမှာပြေးလွှားနေရတော့တာပေါ့နောက်ဆုံးတော့သခင်ကြီးကတကားဖွင့်ထွက်လာပြီးညာကြီးဘာလို့ပြေးနေတာလဲယူနေတာလားအခုချက်ချင်းအထဲဝင်ခဲ့လို့လှမ်းခေါ်လိုက်ပါတော့တယ်